ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကိုမျိုးကြီးတချင်းတစ်ပုတ်ကိုဆိုပြချင်ပါတယ်ခင်ဗျာတရေကတော့ကုဖိုးစော်ဖြစ်ပါတယ်ကုဖိုးစော်ဆိုတာကဒီဩစတြေးလျနိုင်ငံမှာပဲရှိပါတယ်ခင်ဗျာကျွန်တော်လည်းတွေ့ပူပါတယ်နေအောင်အောက်ကတက်ရှူတမ်းများလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ဆိုပါမယ်ခင်ဗျာအလုံးရဲ့မြေရဲ့ကိုယ်လေးစူတောင်းချင်များနဲ့ငိုတန်တွေဒီကဘာမှာကြာခဲ့သည်များမိဘမေကလေးများမိခေါ်တဲ့တမ်းများလားဖြေနိုင်စရာရင်ဝင်မှာရှာပါခဲ့ကြမျိုး
ခိုင်မြေလုံးနေပြီဟုတ်ကဲ့ပါအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ